I just had to let you know you're. Hello မင်္ဂလာပါရှင်။ကဘာပေါ်မှာလူဦးရေဘီလီယံပေါင်းများစွာရှိပေမဲ့ဘာကြောင့်လူမျိုးကတပုံစံနဲ့မတူကြတာလဲ။ဘာကြောင့်အချို့ကမိခင်နဲ့ပို့တူပြီးအချို့ကဖခင်နဲ့ပို့တူကြတာလဲ။မျက်လုံးရောင်စပင်းရောင်နဲ့ရက်အမြင့်နဲ့တားရောင်တွေကဘာကြောင့်မတူကြတာလဲ။အဲ့ဒီရဲ့ဖြေကတော့ DNA ပဲဖြစ်ပါတယ်။ဒီလိုသိငယ်ရဲ့ DNA molecule တွေကဘယ်လိုဖွဲ့စည်းကြတာလဲသူတို့ဘယ်လိုအလုပ်လုပ်ကြတာလဲဒါကြောင့်သက်ရှိရအလုံးအတွက်အရေးကြီးတာလဲဒါရီအလုံးရဲ့အဖြေကိုဒီနေ့ DNA ခေါင်းစဉ်ဖြင့်တင်ပြမယ့် presentation မှာအသေးစိတ်ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်ဒါဆို presentation ကိုစောင့်လိုက်ကြရအောင်DNA ကသက်ရှိအလုံးရဲ့မျိုးဗီဇချက်လက်ကိုတူလောင်သိသိထားတဲ့ molecule တစ်ခုဖြစ်ပါတယ်။ DNA ကဆဲရီရဲ့လှုပ်ဆောင်ချက်တွေကိုထိန်းချုပ်ပေးပြီးတော့မိဘကနေတသမီးကိုမျိုးဗီဇချက်လက်တွေလက်ဆင့်ကမ်းပြီးရဲ့ရေးကြီးရဲ့ molecule တစ်ခုဖြစ်ပါတယ်။ DNA ကတပိဟီလို့ခေါ်တဲ့လိမ်ထားတဲ့လှီကားပုံသဏ္ဍာန်ရှိပါတယ်။အဲ့ဒီပုံသဏ္ဍာန်ကရိုးရိုးလှပနေမဟုတ်ဘဲနဲ့ DNA ကိုကောက်ွယ်ပေးရန်နေရာနှဲငယ်လေးမှာချက်လက်အများကြီးသိသိနိုင်တဲ့ပစ္စည်းမှုကိုရှော့ချနိုင်ရဖြစ်ပါတယ်။တပည့်လင်မှာ DNA stand တစ်ခုပါဝင်ပြီး stand တစ်ခုဟာတစ်ခုနဲ့တစ်ခုဆန့်ကျင်ဘက်ဦးတည်ချက်နဲ့လည်းပတ်နေကြပါတယ်။ DNA stand တစ်ခုကို nucleotide လို့ခေါ်တဲ့ unit တန်ပေါင်းများစွာနဲ့တည်ဆောက်ထားပါတယ်။ nucleotide တစ်ခုစီမှာစိတ်ပိုင်း၃ခုပါဝင်ပါတယ်။ပထမအပိုင်းကတော့ phosphate group ဖြစ်ပါတယ်။၎င်းဟာ DNA strand ကိုခိုင်မာစွာတိစောက်စေပြီးတော့ deoxyribose sugar နဲ့ပေါင်းစပ်ပြီး DNA ရဲ့အပြင်ဘက်ပေါင်းကိုဖွဲ့စည်းထားပါတယ်။အဲ့ဒီဘက်ပုံက DNA ကိုမကျိုးပဲ့စေဘဲနဲ့တည်ငြိမ်စေရန်အရေးကြီးတဲ့ကဏ္ဍနေပြီးတော့ပါဝင်ပါတယ်။ဒုတိယအပိုင်းကတော့ deoxyribose sugar ပဲဖြစ်ပါတယ်။၎င်းကကာဗွန်၅လုံးပါတဲ့တခြားတစ်မျိုးဖြစ်ပြီးတော့ phosphate group နဲ့ nitrogen base ကိုချိတ်ဆက်ပေးထားပါတယ်။တတိယအပိုင်းကတော့ nitrogen base ဖြစ်ပါတယ်။ DNA မှာ nitrogen base အမျိုးအစား၄မျိုးရှိပါတယ်။အဲ့ဒါတွေကတော့ adenine, thymine, cytosine နဲ့ guanine တို့ပဲဖြစ်ပါတယ်။ base တွေကမိမိတို့နှစ်သက်ရာမတွဲဘဲနဲ့တဘာဝအစီအမင်းတိုင်းသာတွဲကြပါတယ်။ adenine က thymine နဲ့သာတွဲပြီးတော့cytosine က guanine နဲ့တွဲပါတယ်။ adenine နဲ့ thymine ကြားမှာ hydrogen bond 2ခုရှိပြီးတော့ cytosine နဲ့ guanine ကြားမှာ hydrogen bond 3ခုရှိပါတယ်။အဲဒါကြောင့် cytosine နဲ့ guanine တွဲအားပိုပြီးတော့ခိုင်မာပါတယ်။ hydrogen bond က DNA strand 2ခုကိုတွဲပေးထားပေမဲ့လိုအပ်တဲ့အချိန်မှာအလွယ်တကူပြန်ခါနိုင်တာကြောင့် DNA replication နဲ့ protein synthesis တို့မှာအလွန်ရေးပါပါတယ်။ DNA ရဲ့အပြင်ဘက်ကို sugar phosphate လို့ခေါ်တဲ့ပတ်ပုံနဲ့ဖွဲ့စည်းထားပြီးအတွင်းဘက်မှာ base pair ကို hydrogen bond နဲ့ချိတ်ဆက်ထားပါတယ်။အဲဒါကြောင့် DNA ကိုလှေကားတစ်စင်းကဲ့သို့မြင်ရပြီးတော့ပတ်ပုံတွေကလှေကားရဲ့ပေါင်းနေ base pair တွေကလှေကားရဲ့ချင်းငယ်လိုဖြစ်နေပါတယ်။ DNA ကလူရဲ့ဆဲအများစုမှာ nucleus အတွင်းမှာတည်ရှိပါတယ်။ DNA ကအလုံးရှည်လျားရဲ့ molecule တစ်ခုဖြစ်ပြီးတော့ဆက်တလုံးမှာအရှည်2မီတာခန့်ရှိနိုင်ပါတယ်။ဒါပေမဲ့၎င်းဟာ histone protein များပေါ်မှာအသင်္သင်လေးပတ်ထားပြီး chromatin ဖြည့်စုစည်းထားပါတယ်။ဆက်ကွဲရဲ့အခြေအနေမှာတော့၎င်း chromatin တွေကပုံမကျစ်လစ်လာပြီးတော့ chromosome အပြည့်မြင်တွေ့နိုင်ပါတယ်။လူတစ်ယောက်မှာ chromosome 46ခု23စုံရှိပါတယ်။ DNA ရဲ့အခြေခံ unit ဖြစ်တဲ့ gene က protein တွေထုတ်လုပ်ရန်လိုအပ်တဲ့ညွှန်ကြားချက်တွေကိုတည်ဆောင်ထားပါတယ်။ protein တွေကခန္ဓာကိုယ်ရဲ့ကြီးထွားမှုပျက်စီးသွားတဲ့ tissue တွေကိုပြုပြင်ခြင်းအင်ဇိုင်းတွေနဲ့ဟော်မုန်းတွေထုတ်လုပ်ခြင်းစတဲ့လုပ်ငန်းစဉ်တွေမှာအရေးပါတဲ့အခန်းကဏ္ဍနေပြီးတော့ပါဝင်ပါတယ်။ အဲ
အားကြောင့် DNA ရဲ့ double helix ဖွဲ့စည်းပုံ base pair စနစ်နဲ့ sugar phosphate ပတ်ပုံတွေကမျိုးဗီဇအချက်လက်တွေကိုတိကျစွာသိသိရန်ဆဲတစ်တွေကိုမှတ်ကန်စွာကူးယူပေးရန်နဲ့မျိုးဆက်တစ်ဆက်ကနေတစ်ဆက်ကိုလက်ဆင့်ကမ်းပေးရန်အထူးသင့်လျော်တဲ့ဖွဲ့စည်းပုံဖြစ်ပါတယ်။အားကြောင့် DNA ကတရှိအားလုံးရဲ့မျိုးဗီဇအချက်လက်တွေကိုသိသိထားတဲ့အလွန်ရေးပါတဲ့ molecule တစ်ခုဖြစ်ပါတယ်။ DNA ကြောင့်ပဲတက်ရှိတွေဖွံ့ဖြိုးကြီးထွားနိုင်တယ်လို့မိဘတွေရဲ့မျိုးလိုက်လက္ခဏာတွေကိုလည်းတတ်မိတွေစီမှတ်ကန်စွာလက်ဆင့်ကမ်းပေးနိုင်တာဖြစ်ပါတယ်။ယနေ့ခေတ်မှာ DNA ကိုစေပညာမျိုးဗီဇသုတေသနမှုကင်းစုံစမ်းစစ်ဆေးရေးနဲ့ယောဂရှာဖွေရေးစတဲ့နယ်ပယ်ဒီမှာများစွာအသုံးပြုနေပြီးတော့လူသားတွေရဲ့ဘာဝအရေးအသွေးကိုမြင့်တင်ပေးနေပါတယ်။အဲအားကြောင့် DNA ကိုလေ့လာနားလည်ခြင်းဟာဇီဝဗေဒဘာသာရဲ့အတွက်တာမကအနာဂတ်သိပ္ပံနဲ့စိပညာဖွံ့ဖြိုးတိုးတက်မှုတွေလည်းအလုံးကြီးပါပါတယ်။ဒါဆိုရင်ဒီလောက်နဲ့ပဲကျွန်တော်တို့ရဲ့ presentation ကိုအဆုံးသတ်ချင်ပါတယ်။အချိန်ပေးပြီးတော့နားထောင်ကြရတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ရှိပါတယ်ရှင်။ I just had to let you know you're